မလ29ရက်နေ့နေကျက်ချင်းဆိုတာတမန်နက်ခတ်ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူးဒီဗီဒီယိုကတော့5-6ရာသီတွေရဲ့ဘဝကိုအခန်းဟောင်းကနေအခန်းသစ်စီကိုအပီးပိုင်ကူးပြောင်းပေးမဲ့အချိန်ကာကောင်းတစ်ခုဖြစ်တယ်လို့ပြောချင်တဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်5-6တွေဟာအတိတ်ကာလမှာပြောင်းလဲတဲ့အရာတွေကိုမိမိဘာသာသိရနဲ့မပြောင်းလဲနိုင်ပဲဖြစ်နေတာကိုပြသနေပါတယ်မိမိရဲ့အားနည်းချက်တွေမိမိရဲ့မှားယွင်းနေတဲ့လုပ်ရက်တွေကိုမိမိဘာသာသိရှိပါတယ်ဒါတွေကိုသိရနဲ့မပြောင်းလဲနိုင်တာတွေကြောင့်လက်တွေ့မှာအခက်အခဲအဟန့်အတားတွေဖြစ်နေရပြီးတော့ဆုံးရှုံးမှုတွေစိတ်ဖိစီးမှုခံနေရတာတွေရှိနေတယ်ဆိုတာကိုတွေ့ရှိနေရပါတယ်အခုလက်ရှိမှာလည်းလှုပ်ချင်ကိုင်ကျင်တဲ့စိတ်များနေပြီးတော့ focus များနေတာဥတီချက်များနေတာကြောင့်ဥတီချက်ပြောင်းနေတာဖြစ်နေတတ်ပါတယ်လက်တွေ့မှာရွေးချယ်မှုတွေမကြာခဏလုပ်ရတတ်ပါတယ်ဒါအပြင်မိမိကိုယ်လည်းကမ်းလှမ်းမှုတွေမကြာခဏဆိုသလိုရှိနေပါလိမ့်မယ်မိမိကိုယ်တိုင်ကဖြစ်ချင်တာတွေများနေတာကြောင့်ဘဝမှာလည်းလမ်းကြောင်းတွေကများနေတာဖြစ်ပါတယ်အလုပ်တွေလည်းများနေပါလိမ့်မယ်ဂျင်ကလည်းစောလိုက်တာပဲပတိကလည်းစိတ်လိုက်တာပဲဒီလိုပုံစံမျိုးတွေကြောင့်နယ်ပယ်တွေများနေတဲ့အတွက်ရန်တွေအတိုက်ခိုက်တွေလည်းများနေတတ်ပါတယ်မလ29ရက်နေ့ကနေစပြီးတော့ Pisces တွေအတွက်ပြောင်းလဲမှုကကြီးမားလွန်းလာပါတယ်မိမိကနေထိုင်မှုညှတာခြင်းဆုံးဖြတ်ချက်ပြတ်သားလာခြင်းတွေအဖြစ်ထူးထူးခြားခြားပြောင်းလဲလာမှာဖြစ်ပြီးတော့အခုလက်ရှိဖြစ်ချင်တာတွေများနေတော့လဲဒီအပြောင်းလဲမှာဘာကိုဦးစားပေးရမယ်ဘာကိုဦးစားမပေးသင့်ဘူးဆိုတာတွေကိုပါပြက်ပြက်သားသားဆုံးဖြတ်လာနိုင်မှာဖြစ်ပါတယ်မိမိရဲ့ idea တွေအတွေးအကြံတွေဟာအရင်ကနဲ့မတူထပ်မြတ်နေမှာဖြစ်ပါတယ် Pisces တွေအတွက်ရှင်းနေအလုပ်ကင်လုပ်နေသူတွေကတော့တိတိတတာကအပွင့်လန်းဆုံးအပြောင်းလဲမဲ့သူများအဖြစ်နမိတ်လက္ခဏာရရှိနေပါတယ်အမှုများဖြစ်နေပါကအမှုနိုင်မယ်ဒါအပြင်မလ29ရက်နေ့ကြော်တာနဲ့မိမိရဲ့စူးရှာထက်မြက်တဲ့ဆုံးဖြတ်ချက်များကြောင့်ငွေကြေးလက်လာဝများရရှိမဲ့တည်င်းကောင်းများကျင်းတည်ကြားရှိရမှာဖြစ်ပါတယ်ငွေကြေးအတွက်ဘဝအတွက်ကြီးကြီးမားမားပြောင်းလဲမဲ့အချိန်ခါဖြစ်ပါတယ်ဒီပြောင်းလဲမှာအဓိကသတိထားရမှာက focus ပြတ်သားဖို့လိုတာရွေးချယ်စရာတွေများနေတဲ့အခါမှာမိမိရဲ့စူးရှားထက်မြက်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှုအခုတည်းကပြင်ဆင်ထားဖို့လိုတယ်လို့ပြောရင်းနဲ့နှီးကုံချုပ်လိုက်ပါတယ်ဒီဗီဒီယိုကိုဒီချိန်ထိကြည့်နေတယ်ဆိုရင်တော့သိကြပါပြီကျွန်တော်ရဲ့ energy နဲ့တင့်ရဲ့စွမ်းအင်တွေကကိုက်ညီနေပါပြီဒီနေချက်ချင်းကတင့်ရဲ့ဘဝကိုဘလို့ရိုက်ခတ်မလဲဆိုတဲ့ဟာကိုဒီတေးကြသိကျင်တယ်ဆိုရင်တော့မလ29ရက်နေ့ Solar Eclipse အထူးအစီအစဉ်အတွက်တဦးကို29,000ကျပ်နဲ့လူဦးရေ20သာလက်ခံပေးသွားမှာဖြစ်ပါတယ်အခုပဲကျွန်တော်ရဲ့ CV မှာအများဆုံး booking ယူထားလိုက်ပါတင်ဘဝရဲ့အလက်အပြောင်းကိုတေချာပြင်ဆင်ဖို့အဆင်သင့်ဖြစ်ပြီလားဒါဆိုရင်တော့ကျွန်တော်ကိုဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်